လို9မီတာဘယ်ကကြီးကို9မီတာတင်နော်9မီတာတင်တာဒီဟာကိုလည်းဒါငါဘက်ကြီးကို9မီတာဆွဲနော်ဒီက9မီတာလေးနေနေလို့နေနေရမယ်ကစားရုံနဲ့9မီတာလေးနေပြီးတော့တက်ဆောင်နေ9မီတာလေးနေဆက်တာနော်ဒီဟာဒီပေါ်တော့နော်ဒီဟာဒီပေါ်တော့ဒီဟာကျတော့ဟိုပါလေတန်းလိုက်တဲ့သမားတွေရှိတာနော်ပြီးတော့ဒီဖုန်းလေးကိုရေးတဲ့ဒီဖုန်းရေးတဲ့မျိုးဒီဟာလေးကိုလှည့်ပြီးဖွင့်လာပြီးတော့ဒီမှာမက်ဆီမန်နဲ့မီနီမန်နဲ့ရှိတယ်အဲကြားလေးကိုရေးတန်းလေးထည့်နော်ရေးတန်းလေးထည့်ပြီးတော့ဒီဟာလေးကိုဒီတိုင်းလေးပဲပြန်ထည့်ပြီးတော့ဖုန်းလေးလိုက်နော်ပြန်တက်ပေးလိုက်အဲဒီဒီဟာလေးပဲဒီပေါ်မှာဒီပစ္စည်းဟိုလေးကိုလေးပါတယ်နော်ဒီကိုလေးဒါလေးပါတယ်ဒါပစ္စည်းဒီကဖြူလေးတွေရှိတယ်ကဲဖြူပဲပြတ်တယ်ဖြူလေးဖြူကတော့ဒီကတော့မြည်အနည်းများပုံမူပြီးတော့နော်မြည်ကိုကြတော့ကျွန်တော်တို့ဟိုဟာလေးစိတ်ကလေးခံသုံးပြီးပေါ့နော်ဒီကဒီကောင်မီယာနေလို့ရှိရင်စက်လေးနည်းနည်းတုံးအဲမီယာလေးညင်အောင်ဟိုဟာလေးခံစိတ်ကလေးခံသုံးဒီထဲမှာလည်းသူ့ရဲ့ပစ္စည်းအကူလေးပါနော်နော်ဒီပစ္စည်းအပူလေးတွေပါနော်အားလုံးရ